3ဆိုရင်ရှူလိုက်တယ်လက်ပေးလာလေလာဘာပြန်ဟောနှစ်ချီပိတ်နေပါကြီးလက်ဒီမှာပိတ်တယ်ဒီလိုဒီထွက်လာအဲ့တော့မင်းများဒီထွက်အောင်လုပ်ရမယ်နော်ရှူပိတ်ဒီမှာပိတ်ဒီထွက်အောင်လုပ်နေသေးအရှိန်နဲ့လို့လုပ်ပါလေးရတမတော့ရှောက်ကြရမှာကိုလက်ကိုခံကြည့်ပြန်ရှူမယ်ရှူရကြတော့အားနဲ့ရှူရမလားအဲ့လိုပဲအားနဲ့ပြန်ထုံမယ်ရှူထုံမယ်ဟောတယ်နော်ဟာရှူမနစစ်တော့မလို့မရဘူးမလို့ရေးထည့်ရမှာနော်လွယ်လေးနော်ခဏနားပြီပြန်လုံးနော်အဲ့လိုအားနဲ့ရှူရမလားအဲ့လိုပဲအားနဲ့ထုတ်ရမယ်နော်ကြာလောက်ပြပါတယ်ဒါမှငယ်သေးလို့မလုပ်သေးရငယ်သေးတယ်လောမှာလောက်တက်ပါတယ်ငယ်သေးလို့မလုပ်သေးရနော်ငယ်ပြောက်ပါမှာနော်